လူတယောက်ရဲ့တန်ဖိုးကိုတကယ်တမ်းဘာနဲ့တိုင်းထားကြတယ်လဲဝတ်ထားတဲ့အဖိုးတန်ဝတ်စားတယ်လားသူတို့စီးတဲ့ပလန်ကားတယ်လားဒါမှမဟုတ်ဘန်အကောင့်ထဲကခဏအရေးအတွက်တွေလားကျွန်တော်တို့အားလုံးဟာဘဝရဲ့တစ်ချိန်ချိန်မှာလူအများရဲ့လေးစားမှုကိုရဖို့ဆိုပြီးရုန်းကန်ခဲ့ကြဖို့ပါတယ်ဒါပေမဲ့တိကျသတိထားကြည့်ဘူးလားတချို့လူတွေဟာလည်းအခန်းတစ်ခုတည်းကိုဝင်လာရုံနဲ့တင်ဘာစကားမှမပြောရသေးခင်မှာပဲလူလိုက်ရဲ့အာယုံစိုက်မှုကိုအလိုလိုရရှိသွားတတ်ကြတယ်သူတို့စကားတစ်ခွန်းစပြောလိုက်တာနဲ့တစ်ခါလုံးတိတ်ဆိတ်သွားပြီးလူလိုက်ကအသက်ရှူဖို့တောင်မေးသွားတဲ့အထိနားထောင်ကြရတယ်။ဒါဟာမောအတက်မဟုတ်ပါဘူး။မွေးရပါပါရမီတစ်ခုရဲ့လည်းမဟုတ်ပါဘူး။တကယ်တော့နာဟာအတန်ရဲ့စွမ်းအားပါ။ပြောလိုက်တဲ့စကားလုံးတွေရဲ့နောက်ွယ်မှာရှိနေတဲ့စိတ်ပညာရဲ့လျှို့ဝှက်ချက်ပဲဖြစ်ပါတယ်။ဒီတဒနာဆန်တဲ့မိခွန်းလေးကိုကျွန်တော်တို့ခဏလောက်အတူတူတွေ့ကြည့်အောင်။တကယ်တော့လူတယောက်ရဲ့စမှန်တဲ့ဒီရှိမှုဆိုတော့အပေါ်ရန်အသွင်ပြင်းတွင်ပစ္စည်းဥစ္စာတွေပေါ်မှာအခြေခံနေတာမဟုတ်ပါဘူးလူသားတွေရဲ့အသေးမှာပါဝင်တဲ့မသိစိတ်ဆွမ်းအားနဲ့တုံ့ခါမှုတွေကသာလူတယောက်ရဲ့တန်ဖိုးကိုအမှန်တကယ်အဆုံးဖြတ်ပေးနေရပါပြောရရင်ကျွန်တော်တို့ရဲ့စိတ်အာရုံတွေဟာအသက်ရဲ့လှိုင်းနှုန်းနဲ့တုံ့ခါမှုတွေပေါ်မှာမသိစိတ်ကနေအလိုလိုတွန့်ပြနေကြတာဖြစ်ပါတယ်ကဲဒီเจ้าကိုပို့ပြီးနဲ့ချိုင်းချိုင်းနားလေသွားအောင်ကိုမင်းလူခေါ်တဲ့လူငယ်တယောက်ရဲ့အဖြစ်ပြက်လေးကိုကြည့်အောင်သူကရေးချိုင်းရှိတယ်စူးစားတယ်စိတ်ထားလဲကောင်းတယ်ဒါပေမဲ့သူ့မှာရန်ကြီးမားတဲ့ပြဿနာတစ်ခုရှိနေတယ်။အဲ့ဒါကဘာလဲဆိုတော့သူ့ကိုဘယ်သူမှအလေးမထားတာပါပဲ။တခါကကုမ္ပဏီအတွက်ရန်ကိုကောင်းတဲ့ project တစ်ခုကိုသူတင်ပြဖို့ကြိုးစားခဲ့တယ်။စင်ပေါ်တက်သွားတဲ့အခါသူ့လက်တွေတုံနေခဲ့တယ်။အတန်တွေကမြန်းဆန်နေပြီးအသက်ရှူတန်တွေကလည်းပြက်တောင်းဖြစ်နေခဲ့တယ်။ရလက်ကတော့လူတွေကသူ့အကြံဉာဏ်ကိုနားထောင်မဲ့စားသူ့ကိုလုံးဝလိလူရှူထောင်းခဲ့ကြတာပါပဲ။ဒါဆိုဘာကြောင့်လူတွေရဲ့လေးစားမှုကိုဆုံးရှုံးရတာလဲဆိုတဲ့စိတ်ပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာချက်စီတွားကြည့်လိုက်ရအောင်ပထမဆုံးအမားကတော့အလွန်အကျွမ်းရှင်းပြနေတာပါပဲတခုခုကိုပြောတဲ့အခါလူတွေယုံကြည်လောက်အောင်အတင်းအကျပ်ရှင်းပြနေတာမျိုးစကလုံးတွေကိုထက်ခါတလဲလဲသုံးနေတာမျိုးဟာကိုယ့်ရဲ့အာဏာကိုတစ်ဖက်လူစီလုံးဝထွားလိုက်တာနဲ့အတူတူပါပဲလေးစားမှုရရှိတဲ့သူတွေဟာလူရင်းကိုပဲပြက်ပြက်သားသားပြောပြီးကြံတာကိုတစ်ဖက်လူရဲ့တွေးခေါ်မှုစီမှာပဲခြံထားရိတ်ခက်ကြပါတယ်ဒုတိယအမားကတော့အတန်ဆူးဆူးနဲ့မြန်ပြောတာပါလူတွေဟာစိတ်လှုပ်ရှားတဲ့အခါဒါမှမဟုတ်ကြောက်ရွံ့တဲ့အခါအတန်ကအလိုလိုဆူးရှာလာပြီးစကားပြောနှုန်းကအယမ်းမြန်လာတတ်ပါတယ်ဒါဟာရှေးဥလုံသားတွေခေတ်ကအသက်ရှင်ကြံရည်ဗီဇကိုတွားပြီးလှုံ့ဆော်ပေးနေတယ်လို့ဖြစ်နေပါတယ်ဒီခေတ်လူဖွဲ့စည်းမှာတော့ဒီလိုစကားကိုမြန်ပြောတာဟာယုံကြည်မှုရှိတဲ့ခေါင်းဆောင်မှုမျိုးမဟုတ်ပဲကြောက်ရွံ့မှုနဲ့တောင်းပန်နေမှုဆိုတဲ့အချက်ပြတ်မှုကိုပေးပို့နေတာနဲ့တွားတူနေပါတယ်မှတ်ထားရမှာကလူတွေဟာအလင်းစလို့ပြာခတ်နေတဲ့သူကိုဘယ်တော့မှခေါင်းဆောင်အဖြစ်မသတ်မှတ်ကြပါဘူးတတိယအမားကတော့အတိအမဲ့ပြုမှုရှာဖွေတာပါပဲစကားတခွန်းပြောပြီးတိုင်းတစ်ဖက်လူရဲ့မျက်နှာရိပ်မျက်နှာကေကိုလိုက်ကြည့်နေတာဒါမှမဟုတ်စကားဆုံးတိုင်းမှာဟုတ်တယ်မလားမှန်တယ်မလားဆိုတဲ့မိကုန်းတွေထည့်တုံးတာဟာကိုယုံကြည်မှုကင်းမဲ့နေကြောင်းကိုအထင်အရှားပြသနေတာပါပဲဒါဟာအားနည်းချက်ကိုထုံးလွှင့်နေတာနဲ့အတူတူပါပဲလေဆောင်မှုဆိုတာတောင်းခံယူရမယ့်အရာမဟုတ်ပါဘူးအလိုအယုတ်ထွက်ပေါ်လာရမယ့်အရာသာဖြစ်ပါတယ်အပိုင်း1တည်ငြိမ်ခြင်းဤသိပ္ပံပညာဒါဆိုရင်ကျွန်တော်တို့လစ်လျူရှုခံရတဲ့နာကျင်မှုတွေစီကနေတဆင့်တည်ငြိမ်မှုနဲ့ပတ်သက်တဲ့ခိုင်မာတဲ့အာယုံကျော်သိပ္ပံပညာရဲ့ဘက်ကိုကူးပြီးချိလိုက်ရအောင်ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာအကောင်းဆုံးကတော့အမစ်ဒလာလို့ခေါ်ရဲ့ဦးနှုတ်ရဲ့အစိတ်ပိုင်းလေးအကြောင်းပါပဲကျွန်တော်တို့ကအတန်ကိုအနှိပ်ပိုင်းကနေတီးတီငိပြောတဲ့အခါနားထောင်သူရဲ့အမစ်ဒလာကိုအလိုလိုပျော်လွန်သွားပြီးဒီသူဟာဘေးခိလုံကျုံတယ်ယုံကြည်ရတဲ့ခေါင်းဆောင်ဖြစ်တဲ့ဆိုတဲ့မတိစိတ်အချက်ပြမှုကိုခိုင်မာပေးပို့နိုင်ပါတယ်ဒါဟာစိတ်ပညာရကြည်ရန်အယမ်းကိုထိရောက်တဲ့လွှမ်းမိုးနိုင်စွမ်းတစ်ခုပါပဲတည်ငြိမ်ခြင်းဟာတကယ့်ကိုအထူးဆွမ်းအားတစ်ခုဖြစ်ပါတယ်မှတ်ထားပါစစ်မှန်တဲ့အာဏာဆိုတာရင်ဘတ်ထဲကနေထွက်ပေါ်လာတာပါဝမ်ဘိုက်ထဲကနေအသက်ရှူသည်အတန်ကိုအနှိမ့်ပိုင်းမှာထားပြောတာဟာလူတွေကိုမသိစိတ်ကနေလွှမ်းမိုးထားနိုင်ပါတယ်စဉ်းစားကြည့်ပါချင်းတဲ့တကောင်ဟင်းဟောက်တဲ့အခါသူဟာဒေါသထွက်နေလို့မဟုတ်ပါဘူးသူ့ရဲ့ကြီးမားတဲ့ကြီးရှိမှုကိုပြသဖို့အတွက်အတန်နဲ့ကြီးနဲ့ဟင်းလိုက်တာပါလေးစားမှုရှိတဲ့သူတွေဟာအတန်ကုန်အောင်ပြောပေမဲ့သူတို့ရဲ့အတန်မှာအလေးချိန်ရှိနေပါတယ်ဒါကဘာလို့ရှင်းလင်းပြနေလဲဆိုတော့စွရင်ပူပန်မှုကြောင့်စကလုံးတွေအတင်းကျပ်ဖြစ်စီခြင်းတဲ့ဗီဇနဲ့တင်းငင်တဲ့အော်နာပိုင်းအတန်နဲ့ထန်သားတို့ရဲ့ကွာခြားချက်ပါပဲစကားတစ်ခုနဲ့တစ်ခုကြားမှာအသက်ရှူဖို့နေရလက်လေးတွေတမင်ချန်ထားပေးလိုက်တာကပြောလိုက်တဲ့စကလုံးတွေကိုပိုပြီးလေးနဲ့သွားစေပါတယ်အပိုင်းနဲ့တိတ်ဆိတ်ချင်းဤအင်အားတိတ်ဆိတ်သွားရဲဆိုတာအနေခက်စရာအချင်းကြီးတစ်ခုမဟုတ်ပါဘူးတကယ်တော့ဒါဟာအစင်မြင့်ပြီးအလွန်ကိုထိရောက်တဲ့စိတ်ပညာဆိုင်ရာလက်နက်တစ်ခုဖြစ်ပါရဲ့အရေးအကြီးဆုံးအချက်ကဒါပါပဲအတိပယ်ရှိသောတိတ်ဆိတ်မှုဆိုတဲ့နည်းပြဟာစိတ်ပညာရှုထောင့်ကနေပြောရရင်ကိုကတခုခုကိုတောင်းဆိုလိုက်လို့ငင်းဆန်ခံရတဲ့အခါချက်ချင်းပြန်မပြောဘဲ3စက္ကန့်လောက်တမင်ရွယ်ချက်ရှိငင်းတက်နေလိုက်ပါအဲ့ဒီတိတ်ဆိတ်သွားတဲ့3စက္ကန့်ဟာ
တစ်ဖက်လူအသက်3နာရီလောက်ကြာသွားတယ်လို့ခန်းစားရစေပြီးသူတို့ရဲ့ဆုံးဖြတ်ချက်ကိုသူတို့ဘာပြန်လဲသုံးသပ်မိလာအောင်အလိုလိုတွန်းအားပေးလိုက်တယ်လို့ဖြစ်သွားပါတယ် စကားပြောတဲ့အခါမလွတ်အပ်တဲ့အဖို့စကလုံးတွေကိုဖျက်ထုတ်ပစ်လိုက်တာဟာစကားပြောဆိုမှုကိုလုံးဝကြီးပြောင်းလဲသွားစေပါတယ်ဟိုလေစတဲ့အဖို့စကလုံးတွေကိုဖေရှားလိုက်တဲ့အခါကြန့်ရှိနေတဲ့စကလုံးတိုင်းဟာရွှေလိုတံမိုးရှိသွားပါတယ်ဒါဟာလျှို့ဝှက်စမ်းကြယ်မှုနဲ့အခြေအနေကိုထိန်းချုပ်နိုင်တဲ့အငွေအတက်ကိုဖန်တီးပေးပြီးလူအများလေးစားရတဲ့သူတယောက်ဖြစ်လာဖို့အမြန်ဆုံးလမ်းကြောင်းမှာပဲ ကိုမင်းရဲ့ဇလိုင်းစီပြန်သွားကြည့်အောင်ဗျာမန်းရှိမာလာနဲ့ငယ်တေချာလေးချင်ဒီတော့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအားလုံးပြီးတဲ့အခါအရေးကြီးတဲ့စီဝေးခန်းတဲ့ခုသူပြန်လဲဝင်ရောက်လာပါတယ်အခုတကြည့်မှာတော့သူ့ရဲ့ချစ်လန်းတွေကနေကွေးတည်ငြိမ်နေတယ်ပြီးတော့ချစ်ချင်းစကားမပြောသေးပဲနစ်ဆိုင်တဲ့တိတ်ဆိတ်မှုနဲ့အတူအခန်းထဲကလူလေးကိုတည်ငြိမ်စွာဝေ့ကြည့်လိုက်ပါတယ် အခုအချိန်မှာတော့ကိုမင်းရဲ့နှဆိုင်ပြီးနေကွဲတဲ့စကားပြောနှုံပြီးတော့တက်မှတ်တဲ့မလုံးချင်းစုံမှုတွေဟာအခန်းတစ်ခုလုံးကိုအပြည့်အဝလွှမ်းမိုးသွားခဲ့ပါပြီသူပြောလိုက်တဲ့စကားလုံးတိုင်းဟာအလေးချိန်ရှိနေတယ်အရင်ကသူ့ကိုလစ်လူရှုခဲ့တဲ့သူတွေဟာအခုတော့မဆွတ်ဆက်အုပ်တွေထုတ်ပြီးသူပြောသမျှကိုအသေးအတန်လိုက်မှတ်နေတဲ့နားထောင်သူတွေဖြစ်သွားခဲ့ပါပြီသူ့ရဲ့တည်ငြိမ်မှုကပဲအကျယ်လောင်ဆုံးဟိမ့်ဟောက်တန်ဖြစ်သွားခဲ့တာပါ ဒီလေးလာမူလေးရဲ့အဆုံးသတ်မှာလီနက်တဲ့ဒတနာတစ်ခုကိုတွေးကြည့်စေချင်ပါတယ်လူတွေဟာစကလုံးတွေကိုအတုံးပြုပြီးလေးစားမှုဆိုတဲ့တရားတွေကိုတိစောင့်နေကြတာလားဓမ္မမဟုတ်အထီးကျက်မှုဆိုတဲ့နံရံတွေကိုတိစောင့်နေကြတာလားကိုယ့်ရဲ့စကလုံးတွေကဘယ်လိုအခန်းကဏ္ဍမှာပါဝင်နေတယ်လဲဆိုတာတကယ်ကိုစဉ်းစားစရာပါတိကျတာကတော့လူများရဲ့လေးစားမှုကိုရဖို့အတွက်ဘယ်တော့မှအော်ဟစ်နေစရာမလိုပါဘူးအတန်ဆိုတာဝိညာဉ်ရဲ့လက်မှတ်ပါပဲစကားပြောပုံကိုပြောင်းလဲလိုက်တယ်ဆိုတာဟန်ဆောင်တာမဟုတ်ပါဘူးစစ်မှန်တဲ့အတွင်းစိတ်တန်ဖိုးကိုကဘာကြီးကမြင်အောင်ပြတ်သားလိုက်တာပဲဖြစ်ပါတယ်လူတိုင်းရဲ့အတွင်းထဲမှာတည်ငြိမ်ပြီးအင်အားကြီးမားတဲ့စွမ်းအားတွေကင်းအောင်နေပါတယ်အတန်ရဲ့စွမ်းအားကိုသာမမှန်ကန်ကန်အသုံးချနိုင်မယ်ဆိုရင်ဒီလောကကြီးမှာတင်းရခိုင်မာတဲ့တည်ရှိမှုကိုပြတ်သားနိုင်မှာအသေးအချာပဲဖြစ်ပါတယ်